စိတ်ပပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြ။မြည်သည့်လူမျိုးမြည်သည့်နိုင်ငံသားမြည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြတယ်။ပျော်ရွှင်တယ်ချမ်းမြေ့တယ်ဆိုတာတစ်ခါတရံလောက်သာရကြတယ်။အလုံးဟာစိတ်ပန်မှုပူပန်မှုတွေရှိနေကြတယ်။အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်။ခုခေတ်မှာဒီစကားလုံးကိုတော်တော်အသုံးပြုပြီးတော့ပြောကြတယ်။စိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြတယ်။ဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့။လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိကြဘူးဒီနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတယ်သူတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်တောကနဲ့အတူတကွရှင်တွဲလာတဲ့တရားကတော့ဒေါသလို့ဆိုဒေါသနဲ့တောကရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီး